မင်္ဂလာပါရှင်ဒီနေ့နားဆင်ရမယ့်ပုံမြင်လေးကတော့မုတ်ဆိုးတန်ချောင်းနဲ့ကြောက်စရာကောင်းသောအရေးမဲကြီးတခါတုန်းကပေါ့နေဝင်ရေချိန်ပေါ့ရှင်ဘဲကူးရိုးမရဲ့တောနဲ့ကြီးတွေမှာမြူတွေကလည်းမှိုင်းလို့ဒီနေ့တော့ကျမတို့ရဲ့မုတ်ဆိုးကျော်တန်ချောင်းတယောက်ကံမကောင်းဘူးရှင်မနက်ကတည်းကတောထဲဝင်လာတာအခုထိဟင်းစားတကောင်တောင်မရသေးဘူးဟူးဒီနေ့တော့တောဆောင်နဲ့ကပဲမျက်ွယ်ပြူနေရလားငါးလက်စားပဲညံ့နေတာလားမသိပါဘူးနေကလည်းဝင်တော့မယ်ဒီညတော့တောထဲမှာပဲအိပ်ရတော့မယ်ထင်တယ်ဟူးဒီလိုနဲ့တန်ချောင်းလဲသူ့ရဲ့လွယ်အိတ်ကိုလွယ်သူ့မိတနက်ကိုပခုံးမှာထမ်းပြီးညာအိတ်ဖို့နေရာရှာရင်ချောင်းသားကညောင်မင်းကြီးကပင်အောက်လျှောက်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲတန်ချောင်းသားတဲ့အတန်တဲ့ကြားလိုက်တယ်မုတ်ဆိုးဆိုတော့အာယုံကထတ်တာပေါ့တောကောင်တန်လားလူတန်လားသူခွဲခြားနေတော့မှပဲလေထဲမှာအယမ်းမွှေးတဲ့ပိုင်းရနန်းတစ်ခုကရုတ်တရက်ရလာတယ်ဟင်ဒါဘာနဲ့လဲတောပန်းနဲ့လည်းမဟုတ်ဘူးနနာပြူနဲ့လိုဘာလိုနဲ့အတော်ကိုမွှေးတာပဲတန်ချောင်းလဲဆက်ဆူကျင်တာနဲ့အနံ့ရတာဘက်ကိုခြေတန်းဖော့နဲ့နီးလိုက်သွားမိတယ်ချောင်းကန်းလားကကြောက်ဆောင်ကြီးတစ်ခုကို꿰လိုက်တဲ့အချိန်မှာတော့တန်ချောင်းတယောက်မျက်လုံးအပြူသားချစ်သွားတော့တယ်အယမ်းလှပတဲ့မိန်းကလေးတယောက်ကိုတွေ့လိုက်ရတယ်သူချောင်းကြည့်နေတော့မှပဲလာလေးမုတ်ဆိုးကြီးရဲ့ဘာလို့ချောင်းကြည့်နေရလဲတန်ချောင်းတယောက်ကြောင်းတောင်ထိပြီးအမမဟုတ်ဘူးညီမလေးညာကြီးမင်းကြီးဒီတောနက်ထဲမှာဘာလုပ်နေတာလဲအန်ဒီရဲ့များတယ်ဗျာနတ်သမီးကပြုံးပြီးပြန်ပြောတယ်တန်ချောင်းရှင်ဒီညဒီနေရာကနေအမြန်ပြေးတော့ရှင်နှုတ်မှာသူ့လိုက်လာနေပြီရုတ်တရက်ဆိုသလိုတန်ချောင်းအနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့တစ်ပင်နေကြားထဲကနေမီးဝင်းဝင်းတောက်နေတဲ့မျက်လုံးအစုံနဲ့အရိပ်မဲကြီးတစ်ခုကတန်ချောင်းစီကိုခုံအုပ်ဖို့ပြင်နေပါပြီအဲ့ဒီအရိပ်မဲကြီးကဘာတူလဲနတ်သမီးလေးကတော့ဘာလို့မှလဲမုတ်ဆိုးတန်ချောင်းဘာဖြစ်သွားလဲဆိုတာကိုစိတ်ဝင်စားရင်နောက်ဗီဒီယိုမှာဆက်လက်ကြည့်လိုက်ရအောင်ရှင်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့နဲ့နော်နားဆင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်